နေလေးနဲ့ပြောင်းပြန်ဆိုတော့ apply okay ဒါတခုပို့လာမယ်နော်โอเคဆက်လိုက်ရအောင်တောင်းကြည့်တဲ့ဟာမတူတဲ့တောက်ကိုဒီဖက်မှာထားမှာနော်လက်ရဖက်မှာထားမယ်ပြီးတော့သူရဲ့ပုံတင်နေက apply you are you apply you do apply you are you do apply okay အဲ့ဆိုကြည့်လိုက်ရအောင်နော်တောက်တီအကုန်ညီသွားပြီနော်တောက်တီကိုညီသွားပြီ okay တောက်တီညီသွားပြီဆိုလို့ရှိရင်နောက်ဆုံးစစ်ဖြစ်တဲ့ဒီအလဲအပေါ်အလဲဟာလေးပေါ့နော်ဒီကောင်လေးနေရာချိန်ဖို့ပဲကြံတော့တယ်နော်ဓမ္မတမျက်နှာတော့အော်တိုညီပြီးသွားဖြစ်နေဒီတောင်းကြီးတဲ့ဟာမှာတခုပြောစရာရှိတာကတောက်တီအကုန်မညီနေဘူးဆို